မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေဇွန်လ26ရက်နေ့မှာကျွန်တော်တို့ဈာနာခွန်အားယူကြရမယ့်သတင်းစကားရဲ့ခေါင်းစဉ်ကတော့အားလုံးအထက်၌ရှိသောဦးခေါင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ရှေးဥစွာဆက်ကဆုတောင်းကြပါစို့ခေါင်းဝင်၌ရှိတော်မူသောအဖယနေ့အတွက်ကျေးဇူးတင်ပါတယ်ခရစ်ရှင်တို့ဘတ်တော်မြတ်နဲ့ခွန်အားယူကြမည်ဖြစ်ပါတယ်ကောင်းဆုံးနာလေးသဘောပေါက်ပြီးခရစ်ရှင်လူတော်တိုင်းသက်ရှင်နိုင်ဖို့ဉာဏ်ပညာနဲ့ဝိညာဉ်ခွန်များကိုခရစ်ရှင်ပေးတော်မူပါယေရှုခရစ်တော်ဖခင်နာမ၌ယုံကြည်သောဆုတောင်းပါ၏ပါအာမင်ကျွန်တော်တို့နှလုံးသွင်းမယ့်နှုတ်ကပတ်တော်မြတ်ကတော့ယေရမိအနာဂတိကျမ်းအခန်းကြီး7အငယ်14မှာတွေ့ရပါတယ်။အိုထာဝရဘုရားအကျွန်ုပ်၏အနာကိုငြိမ်းစေတော်မူပါ။တို့ပြုလျင်အကျွန်ုပ်သည်ကယ်တင်ခြင်းသို့ရောက်ပါလိမ့်မည်။ကိုယ်တော်သည်အကျွန်ုပ်ကိုချီးမြှောက်ရာဖြစ်တော်မူ၏။ဆေးဘက်ဆိုင်ရာသာသနာလုပ်ငန်းဟာဆိုရင်အမှုတော်အတွက်အရေးကြီးပါတယ်။ဧဝံဂေလိလှုပ်ဆောင်တဲ့နေရာမှာဖျားနာတဲ့သူတွေအတွက်တမန်တရားကိုဟောပြောတဲ့နေရာမှာအင်မတန်မှထိရောက်ပါတယ်။ကိုယ်ခန္ဓာကိုကျန်းမာစေခြင်းအပြင်စိတ်ဝိညာဉ်ကိုကောင်းကြီးဖြစ်စေပါတယ်။ဆေးဘက်ဆိုင်ရာသာသနာပြုနည်းဟာဆိုရင်အမှုတော်ရဲ့လက်သုံးဖြစ်ပါတယ်။သခင်ခရစ်တော်ဟာဆိုရင်အားလုံးသောသူတွေရဲ့ဦးခေါင်းဖြစ်ပါတယ်။ဒါကြောင့်ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့သတင်းစကားကိုကျွန်ုပ်ရရှိခြင်းဖြစ်ပါတယ်။ဆေးဘက်ဆိုင်ရာသာသနာလုပ်ငန်းဟာဆိုရင်ကိုယ်ခန္ဓာရဲ့လက်ယုံလို့သတ်မှတ်ရပါတယ်။ဒါကြောင့်အလေးထားသင့်ပါတယ်။ဘုရားရှင်ကလည်းအဲ့ဒီလုပ်ငန်းကိုစိတ်ပါဝင်စားဖို့တိုက်တွန်းထားပါတယ်။ခရစ်တော်ဟာဆိုရင်လုပ်ငန်းရဲ့အခြားကိုယ်ခန္ဓာအားလုံးကိုအုပ်ချုပ်ထားပါတယ်။ခွဲခြားမှုမပြုလုပ်ပါဘူး။သူဟာဆိုရင်ဖျားနာသူတွေကိုယောဂါကုသပေးတဲ့အခါမှာအခြားသမားတော်တွေကိုထိပါခြင်းမပြုပါဘူး။တမန်တရားကိုဟောပြောပြီးဖျားနာသူတွေသူ့ထံကိုလာတဲ့အခါသူဟာဆိုရင်ကျမ်းမာခြင်းခွင့်ကိုပေးပါတယ်။မိမိကိုယုံကြည်ပါသလားလို့မေးတတ်ပါတယ်။ဧဝံဂေလိတရားကိုဟောရင်ဖျားနာသူတွေအပေါ်လက်တော်တင်ပြီးတော့ယောဂါကိုကုသပေးခဲ့ပါတယ်။လူနာကိုကုသခြင်းဟာဆိုရင်ဧဝံဂေလိအလုပ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ဘယ်လိုအခြေအနေဘယ်လိုအနေအထားဖြစ်ဖြစ်လူတွေကိုကူညီရမှာကတော့ဧဝံဂေလိရဲ့လုပ်ငန်းဖြစ်ပါတယ်။နာမကျမ်းသူတွေရဲ့အိမ်ကိုသွားပြီးတော့သင်ကိုကျွန်ုပ်ကူညီဖို့အဆင့်ပါတက်နိုင်သမျှကူညီပါမယ်ကျွန်ုပ်ဟာဆိုရင်ဆေးဆရာမဟုတ်ပါဘူးဓမ္မဆရာပါဖျားနာတဲ့သူကိုကူညီရတာအင်မတန်မှစိတ်အားထက်သန်ပါတယ်လို့ပြောရပါတယ်ကိုယ်ခန္ဓာဖျားနာတဲ့သူတွေဟာဆိုရင်စိတ်ဝိညာဉ်လည်းထိခိုက်ပါတယ်စိတ်ဝိညာဉ်ထိခိုက်မှုရှိမယ်ဆိုရင်ကိုယ်ခန္ဓာဟာဆိုရင်လည်းနာမကျမ်းဖြစ်ရပါတယ်ပုံမစင်ခြင်းစရာအကြောင်းအရာလေးကတော့ခရစ်တော်ဟာဆိုရင်လောကမှာရှိနေတဲ့အချိန်ကိုယ့်ရဲ့ကုသခြင်းနဲ့ဟောပြောခြင်းတွေကိုယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေကိုယ်နဲ့ထိတွေ့တဲ့သူအားလုံးကိုအကျိုးဖြစ်စေပါတယ်ကျွန်ုပ်တို့နဲ့ယုံကြည်ခြင်းမတူတဲ့ဖျားနာသူတွေကိုကျွန်တော်တို့ဧဝံဂေလိလှုပ်ဆောင်ဖို့ရှောင်ကျဉ်ရမည်လားဆိုတဲ့အရာပဲဖြစ်ပါတယ်ဒီကနေ့ကြားနာခွန်အားယူကြမယ့်သတင်းစကားအကြောင်းအရာတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ကြားနာတော်သူအရောက်ချင်းစီတိုင်းပေါ်ဖျားရှင်ကောင်းခြင်းမင်္ဂလာတလောင်းချပေးပါစေအာမင်